မင်္ဂလာပါတနင်္လာနေ့တောက်ကြသည်9ရက်တာလုံးမှာအလုပ်တွေလုပ်ရတဲ့လေ့ကျင့်ခန်းတွေနေလုပ်ခဲ့ရတယ်ဒါကြောင့်ခန္ဓာကိုယ်မှာတစ်ပတ်တာတဲ့ပင်ပန်းလွမ်းနေမှုတွေညောင်းညံမှုတွေကိုပြေပြောက်သွားစေဖို့ထိုင်ကုန်တစ်လုံးပေါ်မှာပြုလုပ်လို့ရတဲ့တကိုယ်တုံးစာအကျော်ရွှဲလေ့ကျင့်ခန်းလေး3မျိုးကိုဒီနေ့ဗီဒီယိုမှာပြသပေးသွားမှာဖြစ်ပါတယ်ပထမဆုံးလေ့ကျင့်ခန်းလေးအနေနဲ့ထိုင်ကုန်မှာခါမှတ်ပြီးတော့ထိုင်ထားမယ်စန့်ကျင်မဲ့လက်ဖြားနဲ့ခြေပြားကိုလှမ်းပြီးတော့ထိပေးရမှာဖြစ်ပါတယ်ခြေပြားလေးမမိနဲ့မိသလောက်ပဲလှမ်းပြီးထိပေးလို့ရပါတယ်ဒီလေ့ကျင့်ခန်းလေးကလက်မောင်းကြောပြင်းနဲ့ခါးပေးကြော်သားတွေကိုတပြိုင်နက်တည်းစန့်ထုတ်ပေးတဲ့လေ့ကျင့်ခန်းလေးဖြစ်တဲ့အပြင်သွေးလည်ပတ်မှုကိုလည်းတိုးတက်ကောင်းမွန်လာစေတဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်လေ့ကျင့်ခန်းလေးကိုအကြိမ်20နှစ်ကျော်လောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဒုတိယလေ့ကျင့်ခန်းလေးကတော့ခါးညောင်းတာတွေတက်တာစေမဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်လက်နှစ်ဖက်မှာအလေးတုံးဒါမှမဟုတ်ရေတံဘူးနှစ်ဘူးကိုကင်ထားပြီးတော့ဘေးတစ်ဖက်ချင်းစီခါးပေးလေးတွေကိုရင်ပေးရမှာဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကခါးပေးကြော်သားတွေကိုတင်းအောင်ပြုလုပ်ပေးသလိုထိုင်များလို့တောင့်တင်းနေတဲ့ခရိုးစစ်တွေကိုလည်းပြန်လည်ပြေရော့စေဖို့အထောက်အကူပြုတဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ် one bite ဘေးကြော်သားတွေကိုလည်းကျစ်လက်လာစေဖို့အထောက်အကူပြုတဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကိုအကြိမ်20နှစ်ကျော်လောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်တက်ပြားမြောက်လေ့ကျင့်ခန်းလေးကတော့အလေးသုံးမှုရေတံမှုနှစ်ခုကိုလက်နှစ်ဖက်နဲ့ကင်ထားပြီးရင်အပေါ်ကိုမြှောက်ထားရမှာဖြစ်ပါတယ်လက်ပင်ကျော်တွေ1 byte တွေကိုညှစ်ထားပြီးတော့ခါလေးလည်းမှတ်ထားရမယ်ဒီနေထားကနေမှအသက်ကိုနှာခေါင်းကနေတဝါကြီးရှူသွင်းပြီးတော့ပါးစပ်ကနေတဝါကြီးပြန်ပြီးရှူထုတ်ပေးရမှာဖြစ်ပါတယ်လေ့ကျင့်ခန်းလေးကိုတော့စက္ကန့်30နှစ်ကျော်လောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်အခုပြခဲ့တဲ့လေ့ကျင့်ခန်းလေးတွေကတစ်ပတ်တာလုံးမှာပြုလုပ်ခဲ့ရတဲ့အလုပ်ပင်ပန်းမှုတွေလေ့ကျင့်ခန်းကြောင့်တင်းမာနေတဲ့ကြွက်သားတွေခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတွေကိုပြန်လည်ပြေလျော့လာစေဖို့ထောက်ကူပြုတဲ့လေ့ကျင့်ခန်းလေးတွေဖြစ်ပါတယ်လေ့ကျင့်ခန်းလေးတွေကမိတ်ဆွေတွေအဆင်ပြေမဲ့အကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကိုကြီးလေးပါပေါင်200ကျော်တဲ့သူတွေနဲ့အလုပ်များလို့လေ့ကျင့်ခန်းတွေအချိန်မပေးနိုင်တဲ့ busy professional 900ကျော်ကိုအိမ်မှာနေရင်ပြန်လည်ကျန်းမာလာစေခဲ့တဲ့ rehab system နဲ့ကိုကြီးလေးပြပေးနေတဲ့ fat loss guide တယောက်ဖြစ်ပါတယ်